ဘယ်လိုခေါ်မလဲမိန်းကလေးဆိုတော်တော်တတိထားရတယ်ပေါ့နော်ကတော့မိန်းမကိုနိုင်ခံရတော်တော်များတယ်ပေါ့နော်မိန်းမကိုနိုင်ခံရဆိုပြောပြမယ်နော်မကြိုက်တာမဟုတ်ကိုရီစာနိုင်ရင်တော့မကြိုက်ချင်မကြိုက်မှလေးပြောပြတာဒါမှကိုရဲ့ရီစာဖြစ်နေလို့သူကလက်ကြီးနဲ့နော်သူကဒီမျိုးပွေထားတယ်ဆိုလို့ကောင်မလေးကကျတော့အပေါ်မှာပေါ့နော်မင်းအဲ့ကောင်မတငယ်ချင်းပေါ့နော်အတန်းပေါ်ပြောမယ်သူကအရေးနေဆိုလို့ရှိရင်သူကအောက်မှာလေဒီကောင်မလေးရဲ့ကတော့အဲ့ဘယ်လိုခေါ်မလဲမိမအင်္ဂါကွာမိမကိုသူကဆက်လန်းကဘယ်လိုလဲဆိုတော့ကွာကျမတို့ငယ်တော့ကျောင်းတက်တယ်ပေါ့နော်ကျောင်းတက်ဆိုတရုတ်ကျောင်းတက်တယ်ကျောင်းတက်တယ်ဆိုတော့တည့်ရဲ့အတိုင်းပဲမိုးကုန်းမှာကျတော့တရုတ်ကျောင်းတက်လို့ရှိရင်ဆိုရင်အများအဖြစ်ပေါ့နော်သူတငယ်ချင်းတွေဆိုလို့ရှိရင်သူတို့ကတချို့ဆိုလို့ရှိရင်သူငယ်တန်းတော့မတက်သေးဘူးတရုတ်ကျောင်းကသူငယ်တန်းအရင်တက်သွားပြီအဲဆိုလို့ရှိရင်ဗမာကျောင်းတက်တန်းဆိုရင်သူတို့ကတရုတ်ကျောင်းကိုနှစ်တန်းလောက်ဖြစ်နေပြီတချို့ကျတော့လည်းဗမာကျောင်းသူငယ်တန်းတရုတ်ကျောင်းသူငယ်တန်းအဲ့လိုမျိုးပေါ့နော်ဒီလိုမျိုးသူကလည်းသူထားကြသူတို့နေကြတယ်ပေါ့နော်အဲ့လိုမျိုးကတချို့ကကျတော့တရုတ်တွေလည်းရှိရတယ်နော်ရှမ်းတွေလည်းရှိမယ်ဒီမိုးကုတ်ကလူတွေကကျတော့အဲ့လိုမျိုးဟိုလိုမျိုးမရွေးဘူးသူကလည်းသူတရုတ်ကြောင်တက်ချင်လူကတက်တာပဲထားတဲ့မိဘတွေကထားပြီးလိုက်တယ်ပဲပေါ့နော်ဒါပေမဲ့ကျမတကယ်ချင်းနေကြတော့လေထားလိုက်ပါတော့သူတို့က၄တန်းရောက်ပြီဆိုလို့ရှိရင်တရုတ်ကြောင်ကကျတော့အနည်းဆုံး3တန်းမို့လို့ရှိရင်သူက2တန်းလောက်တော့ရှိနေပြီပေါ့နော်အဲ့ချိန်မှာကျမကျတော့တရုတ်ကြောင်ဘယ်လိုစတက်လဲဆိုတော့ကျမဟို6တန်းလောက်မှတရုတ်ကြောင်စတက်တာပေါ့နော်ဗမာကျောင်း6တန်းဆိုလို့ရှိရင်တရုတ်ကြောင်ဆိုသူငယ်တန်းအဲ့ချိန်မှာစတက်တာပေါ့နော်အဲ့ညတော့ကျမတို့ဘယ်လိုကြုံလဲဆိုတော့ဒါမဲ့လေဒီဆရာရဲ့အမူအရာကိုပြောလိုက်ဆိုကိုပစက်ကတော့မထွက်ဘူးဒီမျိုးအခုလိုမျိုးပြောဖို့တော့မှအစီအစဉ်မရှိဘူးပေါ့နော်ဒါပေမဲ့နောက်ပါကျကျမစဉ်းစားတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ main လေးတွေကဘာပြောအနေနဲ့များတော့လေကျမတို့ဆိုလဲနောက်ကြလို့ရှိရင်ဆိုအိမ်ရှင်သားသမီးမရှိလာဘူးဆိုတော့မပြောနိုင်သားသမီးရှိလာလို့ရှိရင်လည်းဒီလိုအချိန်ကြီးဆိုကြုံမှာပေါ့နော်ဒါပေမဲ့ကျမကြုံမှုပဲသူများတွေမကြုံဘူးတဲ့လူတွေရှိရခါမှကျော် share လုပ်တာပေါ့နော်ဘယ်လိုဖြစ်လဲဆိုတော့ဆရာကျတော့ကျမ6တန်းသူငယ်တန်းစားတက်တယ်ကျမတက်တဲ့ချိန်ဆိုလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင်ကျမ6တန်းဆိုလို့ရှိရင်အနည်းဆုံးကျမ7တန်းလောက်ရှိနေပြီအချိန်မှာကျမရင်ရောတို့သူငယ်တန်းကြီးခုမှစပြောလာတက်တဲ့ခါမှာကျတော့ဘယ်လိုဖြစ်လဲဆိုတော့ကျမထက်ငယ်တွေပေါ့နော်တချို့ကြောက်လဲကျမအသက်ကြီးလူတွေရှိတယ်ပေါ့နော်အခုမှစတက်လူတွေရှိတယ်အဲ့တော့ SCR ရဲ့ပုံကိုပြောမယ်ဆိုလို့ရှိရင်တို့တော်တော်များတိမှာကျမတို့ဘုကမှအဲ့ရဲ့ကျောင်းမှာတက်တယ်ဆိုတော့လေဒါပေမဲ့ပြောတော့မပြောသေးဘူးပေါ့နော်ဒါပေမဲ့ဒီကျမကတော့အဓိကအဲ့ဒီဆရာထက်ဆရာကိုစော်ကားတာထက်ကျမကကျတော့ဟိုဟာပြောချင်တာအဓိကအကြောင်းရင်းပြောချင်တာပေါ့နော်အဲ့ဆရာဘယ်လိုဖြစ်လဲဆိုတော့ကျမတို့အချိန်ကျမက6တန်းပဲရှိသေးတယ်ပေါ့နော်ကျမတို့အချိန်တရုတ်ချောင်းစားတက်တဲ့ခါမှာကျမတို့ကချောင်းစားဖွင့်နေစနေတဲ့ခါမှာကျမတို့ကဆရာပါတင်တဲ့တိုင်းတိချာလေးရေးရခါမှာကျအဆင်ပြေတယ်ပေါ့နော်အဲ့ချိန်မှာတကြောင်ဘယ်နဲ့ရလဲကျမတို့ထက်နည်းနည်းလေးနောက်ကျတယ်ပေါ့နော်အဲ့လိုမျိုးနောက်ကျမှရောက်လာတဲ့ကောင်မလေးတယောက်ရှိရပေါ့နော်အဲ့ချိန် तू ကကျမတဲ့အတန်းတော့ငယ်တော့တယ်အဲ့ကျော်သူရောက်လာတဲ့ခါမှာကျော်ဆရာကျော်သူ့ကိုနောက်မှဝင်တဲ့အကြောင်းနောက်မှရောက်တဲ့အကြောင်းသူ့ဆိုပြီးတော့သူကစာလေးတွေခုံမတင်မှာပေါ့နော်သူသူရဲ့စပွဲကိုရှိရမလားစပွဲဆိုလို့ရှိရင်အရှိမကျော်သူ့ကြောင်းသားတွေရှိရလေကျမတို့တွေပေါ့နော်အဲ့ကျော်သူကဆရာခေါ်လို့ရှိရင်သူ့ပေါင်မတင်မှဒီမျိုးစာရေးခိုင်းနေပေါ့နော်စာရေးခိုင်းတဲ့ခါမှာကျော်ကျမတို့လည်းအဲ့လိုမျိုးပေါ့ကျမတို့တော့မကြည့်မအားကြတယ်ဘယ်သူပဲပြောလေငငယ်တော့ဆိုတည့်တဲ့အတိုင်းပဲဆရာမမျက်နှာတာပြီးတဲ့လူဘယ်သူဆိုကြောင်းသားတိုင်းကအားကြကြတယ်မလားအဲ့လိုပဲပေါ့နော်အဲ့ဆိုပထမတော့သူအဲ့လိုမျိုးရေးပေးတဲ့အခါမှာကျမတို့လည်းအားကြပါတော့အဲ့လိုမျိုးရေးပေါ့နော်ဒါပေမဲ့လည်းစင်ပြေပါရဲ့ပေါ့နော်ကိုယ့်နဲ့ကိုရေးနေအဲ့ချိန်ကျတော့တရက်ကျတော့သူအဲ့လိုမျိုးခေါ်ရေးပေးတဲ့အချိန်ကျတော့ကျမတို့လည်းတတိတော့ထားမြဲတယ်မင်းကျမတို့လည်းဒီတိုင်းခေါ်ရေးရပဲပေါ့နော်တရက်ကျတော့ကျမစာရေးနေနေပေါ့နော်ခဲနေကြီးအောက်ကျသွားတယ်ခဲနေကြီးအောက်ကျသွားတော့ကျမအောက်မှာသွားပြီးတော့ခဲနေကိုကုံကောက်တဲ့ခါမှာကျမရုပ်ရက်တွေ့သွားတယ်ပေါ့နော်စိတ်ညစ်တယ်တော်တော်လေးစိတ်ညစ်တယ်ကွာအဲ့ဟာလေးဒီနေ့မှတော့မှလို့လည်းမသိသူကကွာအဲ့ဆရာကသူ့ရဲ့လက်ကြီးနဲ့နော်သူကဒီမျိုးပွေထားတယ်ဆိုလို့ရှိရင်ကောင်မလေးကကျတော့အပေါ်မှာပေါ့နော်မင်းအဲ့ကောင်မတငယ်ချင်းပေါ့နော်အတန်းပေါ်ပြောမယ်သူကအရေးနေဆိုလို့ရှိရင်သူကအောက်မှာလေဒီကောင်မလေးရဲ့ကတော့အဲ့ဘယ်လိုခေါ်မလဲမိမအင်္ဂါကွာမိမကိုသူကလက်နဲ့နိုင်တာသူပေါင်းမိတယ်လူမျိုးနိုင်တာကွာကျမဟဲငါမျက်စိမာလားပေါ့နော်ဘလူကြီးလဲပေါ့အဲ့ဒါကျမဘေးမှာကျမကျော်အမကတဝမ်းခွင်းနေအကြောင်းသူတက်တယ်လေသူငယ်နဲ့သူစားတက်တယ်ကျမရဲ့အမဝမ်းခွဲလက်သူ့ကိုမပြောပြရပေါ့နော်ဟဲဒီဗာလဲတိတ်တိတ်တွေတွားကြည့်နော်အောက်မှာခဲနေငုံရင်းနေအဲ့ဒါဟုတ်လားမဟုတ်လားပေါ့သူလဲတွားကြည့်ရသူလဲမြင်နေပေါ့နော်အဲ့နဲ့ကျမတို့အရန်စိတ်ညစ်သွားတယ်ဆိုဆရာရဲ့အချင်းတွေတိသွားတယ်ပေါ့နော်ဒါပေမဲ့လေဆရာကလေလူတန်းလို့လာဆိုရင်ပြီးတော့ကျမရဲ့အရှိခုံမှာရှိရဲ့ကောင်မလေးရှိရဲ့သူတို့ကကြော်လေအတန်းငယ်တယ်သူတို့ကကြော်မောင်မနှစ်ယောက်လာတက်တာသူတို့ကကြော်အကိုနဲ့ညီမလေးပေါ့နော်အဲ့ဒီသူညီမလေးကြော်အရန်ငယ်တယ်ဆိုရင်ပမာချောင်း2တန်းလောက်ပဲရှိမလားမသိဘူးပေါ့နော်2တန်း3တန်းလားမသိဘူးအဲ့ဒီကျတော့သူ့ကိုလည်းဆရာခေါ်တယ်ဒါပေမဲ့ကျမလေးတတိထားမင်းလောက်လေအဲ့ကောင်မလေးသူကျမအရှိကခုံပေါ့နော်သူ့ကိုကျတော့အဲ့လိုမျိုးခေါ်တင်တဲ့ချိန်ဆိုရင်ကျမကွာဘယ်လိုခေါ်မလဲသူ့ကျတော့အဲ့လိုမျိုးလောက်တာတွေမတွေ့ပေါ့နော်ကျမစဉ်းစားဘာလို့လဲပေါ့နော်
ဒါပေမဲ့ကျမနောက်ပိုင်းတတိထားမိတာကကျတော့လေအဲ့ကောင်မလေးကကျတော့နော်သူကကြောင်းမစင်းဖြစ်ဆိုသူတို့ဖေကကားရင်းနဲ့လာကျူတယ်ကွာလာကျဆိုသူအခန်းထဲကိုလာစောင့်ပြီးတယ်လာကျူတယ်ပြောရှင်နောက်တစ်ခါကျတော့အဲ့ဆီယာကိုလည်းကျူရှင်ခေါ်တင်နေပေါ့နော်သူတို့နှစ်ယောက်ကအဲ့ကြောင့်သူတို့နှစ်ယောက်ကအစားအရန်တော်တယ်ကျမတို့အရှိမထိုင်နေနော်အကိုနဲ့ညီမနဲ့သူတို့နှစ်ယောက်လည်းရှိတယ်အဲ့ချိန်ကျတော့ကျမတို့ထားမရဆရာကကျတော့သူ့ကျရှင်လာနေတဲ့လူကျတော့မလုပ်ဘူးဒါပေမဲ့ဒီကောင်မလေးလုပ်တယ်ဒီကောင်မလေးကစင်းရဲလို့လားဆိုဒီကောင်မလေးကပြောမယ်ဆိုလို့ရှင်ကျမတို့ဒီမိုးကုတ်ကအရာပြောမယ်ဆိုကျမတို့ကလူမျိုးချားတွေပေါ့နော်ကပြားတွေပါရောပြီးမြဲသူကကျတော့ပမာစစ်ဟုတ်တယ်နော်ဒါပေမဲ့သူကချစ်စရာကောင်းတယ်ပြောမယ်ဆိုလို့ရှင်သူကကျမတို့ထက်အတိုင်းငယ်ပြီမဲ့သူကကျတော့အပြိုပေါ်နေဝင်တယ်လို့ဖြစ်တယ်ကွာသိရမလားမင်းလေးတွေဆိုရင်သိရမလားအဲ့မျိုးကျမတို့ထက်နေထွားတယ်လို့မြင်ရတယ်ပေါ့နော်အဲ့ဆိုကျမစဉ်းစားတာဘာဖြစ်လို့ဒါမဲ့လေအခုအဲ့ဒီအနိုင်ခံရတဲ့ကောင်မလေးကျတော့လေ तू ကလေအဲ့လိုမျိုးစင်းရဲလားဆိုတော့ तू လည်းမစင်းရဲဘူးเนาะ तू ကကျမတို့ကြောင်တက်တယ်ဆိုကျမတို့တော့မှငယ်တော့ဆိုပြီးဘာမှမပန်ဘူးတည်ရမလားရွှေတွေဘာတွေဘာမှမရှိလို့လည်းမပန်ဘူးရှိရင်လည်းမပန်ဖြစ်မှာမဟုတ်ဘူးเนาะဒါပေမဲ့ तू ကကျတော့လေသူ့အမြန်ဆင်နေเนาะရွှေသေးသေးလေးလည်းပန်ထားတယ်ပေါ့เนาะပြောရမယ်ဆိုတို့လည်းပတ်စံရှိရတဲ့ရပါတယ်ပေါ့เนาะဒါပေမဲ့သူ့ကြောအဲ့လိုမျိုးလုပ်တယ်ပေါ့နော်ကျမတို့တော့မစိတ်မကောင်းဖြစ်တယ်ဒါပေမဲ့ကျမတို့ကကျမတို့ရဲ့အခုကျမနဲ့ကျမအမဝန်ကွဲထိုင်နေကျမအမဝန်ကွဲတဲ့တီးသွားတယ်ပြောကျမရဲ့တငယ်ချင်းတွေပေါ့နော်ចောင်းသူတက်တဲ့ကျောင်းသူတက်တငယ်ချင်းတွေတော်တော်များတီးသွားတယ်ပေါ့နော်ဘာလို့ဆိုကျမတို့ကတယောက်နဲ့တယောက်ပြောကြတာပေါ့နော်ဒီလိုဖြစ်တယ်ဆိုတော့ဒါပေမဲ့ तू ကတော့ရှက်မှာပေါ့တော်တော်များသူခါလေးကိုចောင်းတော့မလာချင်းအဲ့လိုမျိုးတော့ဖြစ်တယ်ကွာကျမလည်းဒိုင်းစင်းနေတယ်အဲ့ဒါကြောင့်မို့လို့တလားဒါတကယ်ဖြစ်ရမှဖြစ်တာနော်အဲ့ဒါကြောင့်မို့လို့လေကျမဆိုလေသူအဲ့လိုမျိုးလောက်ခံရတယ်ဆိုမှကျမရဲ့စိတ်ထဲမှာလေ proud trauma ရပါတယ်ဆိုလို့ရှိရင်လေကျမညီမနဲ့တော်တော်ငယ်တယ်မလား6နှစ်9နှစ်လောက်ငယ်တယ်ကွာကျမညီမဟိနဲ့အဲ့ဒါဆိုသူကငယ်ငယ်လေးဆိုတော့ရှင်တခါလေသူများလေးအိမ်သားလဲတယ်ဆိုကျမညီမကိုချစ်စရာကောင်းတော့လေသူကပွေမှာအဲ့ဒီမျိုးပေါက်မွက်တင်တော့မှလေကျမအဲ့ဒီဦးလေးပဲကြည်ညာပေါ့နော်ငါညီမကိုဘာလုပ်မလဲအဲ့လိုမျိုးပေါ့နော်ဒရမာရဒါပေမဲ့ကိုတိုင်းမခံရတာတောင်မှကွာဘယ်လိုခေါ်မလဲကိုညီမတွေကိုမြင်ဘူးတော့လေအဲ့လိုမျိုးဖြစ်မလားဆိုတော့စိတ်ဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ယောက်ျားလေးတွေတော့အခုចောင်းဆရာပဲဖြစ်နေဘယ်လိုပဲဖြစ်နေအဲ့လိုမျိုး main လေးတယောက်ကိုအဲ့လိုမျိုးနှိုက်ဆရာအကြောင်းမရှိဘူးပေါ့နော်ပြောရမယ်နမူနာပြောရမယ်ဆိုလို့ရှိရင်နင်တို့ရဲ့ယောက်ျားအင်ကာကိုကွာပြောမယ်ဆိုလို့ရှိရင်နင်တို့ရဲ့ယောက်ျားအင်ကာကိုကွာဘွားတော်ကြီးတယောက်ကဒါမှမဟုတ်လို့ရှိရင်လည်းနင်တို့မကြိုက်ဘူးအရင်ရုပ်ဆိုးပါတယ်နင်တို့မကြိုက်ဘူးဆိုတော့ဘွားတော်ကောင်မကြီးတယောက်မိမချမ်းတယောက်ကြီးတယောက်ကလာချမ်းနေကြတယ်မျိုးဆိုတော့အဲ့လိုမျိုးစွဲရင်ကြိုက်လားပြောပြတာလေနော်အဲ့လိုမျိုးကမဟုတ်လို့ရှိရင်လည်းထိက keep ပါလို့ရင်ကြိုက်လားမကြိုက်ဘူးလားမကြိုက်ဘူးဆိုလို့ရှိရင်ဘယ်မင်းလေးကိုတန်းငယ်ကြီးအဲ့လိုမျိုးထိပါကြီးပါမလို့လည်းဒီចောင်းဆရာဆိုလို့ရှိရင်ပေါ့နော်အခုကျမတို့ဒီရွေမှာပြောရမယ်ဆိုလို့ရှိရင်ဒါចောင်းဆရာဒီလုံးဝမကောင်းပေါ့နော်စာတင်တာအရန်ကောင်းတယ်မတော်မှုတော်တယ်ဆိုပေမဲ့လေကျမထင်တာတော့အဲ့လိုမျိုးလောက်တာတော့လုံးဝမကောင်းဘူးထင်နေပေါ့နော်အဲ့လိုမျိုးအခုချိန်ကြီးတွေ့လို့ရှိရင်ဆိုလို့ရင်ထဲမကောင်းပေါ့နော်အဲ့ချိန်အဲ့လိုမျိုးចောင်းနေပါလိပေးလို့ကျမကပေါ့နော်သူတငယ်ချင်းစီမှာတော်လဲတယ်အဲ့တငယ်ချင်းစီမှာတော်လဲရတယ်မလားတော်လဲပြီးတော့နေဘလို့ဖြစ်တာလဲနေမိတိုင်လိုက်ပါလားအဲ့လိုမျိုးပေါ့နော်ကျမအဲ့လိုမျိုးပြောကြည့်အောင်ဆိုတော့ကျမသူ့အိမ်တော်လဲပြီဆိုလို့ရှိရင်တော်လေကျမအဲ့လိုမျိုးစကားပြောနေမှာဆိုနေမုတ်စားမလားဒါကငါသူကမုတ်ဆိုင်ဖွင့်တာလေအောက်ထမှာမုတ်ဝယ်ကျမဆိုမုတ်နဲ့ကိုဝစတဲ့တူတာပြီးလာခလာနေငါတို့ဟိုမှာခွက်စောရအောင်အဲ့လိုမျိုးကပြီးလို့ရှိရင်သူအဲ့အကြောင်းမပြောစေချင်မှန်းသိတာဒါပေမဲ့ကျမကလေကျမသူ့ထက်တာကြည့်ရအဲ့လောက်ထိမရင်ကျုပ်နေပဲကျမကျတော့အမေနဲ့တိုင်စေချင်တာအဲ့လိုမျိုးပြောစေချင်တာပေါ့နော်တခုခုသူကကျတော့အဲ့လိုမျိုးစိတ်မရှိဘူးသူကကျတော့လေနှုတ်ပိတ်တာကွာကျမတိုင်းတော့မှကျမမုံနဲ့နှုတ်ပိတ်တော့လေကျမလည်းအဲ့လိုမျိုးပဲဖြစ်နေတော့ဒီကိစ္စဆက်တိုင်မြင်လို့မရတော့ဆိုတော့ကျမလည်းတွေ့ရင်သွားမလဲတော့ဘောနော်တိတ်ပြီးတော့ကျမလာဆိုလို့ရှိရင်ကိုမနဲ့တိုင်မြင်ဒါမှမဟုတ်လို့ရှိရင်တခုခုအမေတို့ပြောမယ်ပေါ့နော်ဒါပေမဲ့သူကကျတော့ကျမလိုင်းမှသူ့လာပြောတော့မှသူကတိတ်ပြီးတော့အဲ့ကိစ္စကိုစိတ်ဝင်စားဖို့တော့သူလည်းနော်စိတ်မနာဘူးတော်တော်လေးတော့စိတ်နာပါဒါပေမဲ့သူလည်းရှက်လို့မပြောပြတာတော့ကျမထင်နေပေါ့နော်အဲ့ဒါကြောင့်မလို့လေဘယ်လိုခေါ်မလဲမိန်းကလေးဆိုတော်တော်တတိထားရတယ်ပေါ့နော်ကြောတော့မိန်းမကိုနိုင်ခံရတော်တော်များတယ်ပေါ့နော်မိန်းမကိုနိုင်ခံရဆိုပြောပြမယ်နော်မကြိုက်တာမဟုတ်ကိုရီစားနိုင်ရင်တော့မကြိုက်ချင်မှကြိုက်မှာလေပြောပြတာဒါမှကိုရဲ့ရီစားဖြစ်နေလို့လေတခြားလူဆိုလို့ရှင်ဒါအတ္တမပြူတာပဲပေါ့နော်ဘာပြောမကြိုက်ဘူးကွာသိတယ်မလားကိုတော်မှပြောပြမယ်ဆိုလို့ရှင်နောက်ဆုံးကိုရဲ့တချို့မိန်းကလေးဆိုရင်တငယ်ချင်းတွေလည်းရှိရနော်ကိုရဲ့မိန်းမကူဆိုအပေါ်ရံမဲ့ဆေးရဘယ်သူမှအဲ့လောက်ထိထဲဒီနိုင်မှဆေးလို့မရှိဘူးပေါ့နော်အဲ့လောက်ထိမရွဘူးပေါ့နော်အဲ့လိုမျိုးနိုင်တယ်ဆိုတော်တော်လေးနာကျင်မှုခံစားရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ရှင်တို့ဘယ်လိုတွေးလို့မသိဒါတော့ကျမဖြစ်ခဲ့တဲ့ဟာတွေပြောပြတာပေါ့နော်ကျန်တာတော့ခွက်နေကိုစဉ်းစားကြည့်ပေါ့နော်ပြောချင်တာကယောက်ျားလေးဖြစ်ရင်ဆရာပဲဖြစ်ဖြစ်တူပဲဖြစ်ဖြစ်မင်းကလေးရဲ့အဲ့လိုမျိုးမိမကိုနိုင်ချင်တယ်မနိုင်ကြပါနဲ့လို့ဘယ်လိုခေါ်မလဲစိတ်ညစ်တယ်ကွာအဲ့လိုမျိုးပြောရတာ
အေးဒါပဲဒါကတော့ကျမအခုပြောလိုက်နော်အတွေ့တစ်ခုရတာမယ်လို့ထင်ပါတယ်အဲဒါကြောင့်မင်းလေးတွေကိုဘောနော်ယောက်ျားလေးဘူးလေးဖြစ်ကိုယ့်အတိပဲဖြစ်တခုနဲ့ထားမယ်ရဲရုံနဲ့ထားခဲ့မယ်ဆိုရင်နည်းနည်းပါစဉ်းစားပေါ့နော်ပြီးတော့ရှင်ကျမအဲ့ဒီနောက်ပိုင်းကျမကြီးလာပြီးနောက်ပိုင်းဒီကျမ Facebook မှာတွေပေါ့နော် Facebook မှာတွေဖတ်ရတာပေါ့နော်တချို့အသက်3နှစ်ကလေးတွေလည်းကိုယ့်ရဲ့ဦးလေးကအဲ့လိုမျိုးနိုင်တာတွေပါတယ်အဲ့လိုမျိုးတွေလည်းဟိုဆီယာမတယောက်တင်ထားဖို့အတွေ့ပွဲပေါ့နော်ဖတ်ပူတယ်ပေါ့နော်ဆိုသိနေတယ်အဲ့လိုပြောရအောင်